ဆုံးရှုံးမှုများစွာကြုံတွေ့ခဲ့ရတဲ့ကြီးမားဆုံးစီမံကိန်းများဘာပေါ်မှာလူသားတွေရဲ့ကြီးကျယ်ခမ်းနားတဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့ကြိုးစားခဲ့ကြတဲ့စီမံကိန်းကြီးအချို့ဟာတခါတလေမှာတော့ထင်သလောက်မချောမွေ့ပဲကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ညီကုန်းချုပ်သွားခဲ့ရတတ်ပါတယ်။ဒီပညာပိုင်းဆိုင်ရာအမှားယွင်းတွေတဘာဝဘေးအန္တရာယ်တွေနဲ့ကြိုတင်မမျှော်လင့်ထားတဲ့အခက်အခဲတွေကြောင့်ငွေကြေးဒဏတွေတင်မကပဲလူပေါင်းများစွာရဲ့အသက်တွေပါပေးဆက်ခဲ့ရတဲ့အထိကြေကွဲစရာကောင်းခဲ့တာပါ။ဒီလိုအောင်မြင်မှုနဲ့ဝေးကွာခဲ့ရတဲ့စီမံကိန်းကြီးတွေဟာကျွန်တော်တို့အတွက်သင်ခန်းစာယူစရာတွေဖြစ်နေသလိုသူတို့နောက်ွယ်ကဖြစ်ရမှန်တွေကလည်းတကယ့်ကိုစိတ်ဝင်စားဖို့ကောင်းလာပါတယ်။ဒါကြောင့်ကျွန်တော်ကဒီနေ့မှာဆုံးရှုံးမှုအများဆုံးနဲ့ကြုံတွေ့ခဲ့ရတဲ့ကြီးမားဆုံးစီမံကိန်းကြီးတွေအကြောင်းကိုအသေးစိတ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။နံပါတ်၄အော်တဂွန်မြို့တော်အော်တဂွန်စီးတီးလို့ခေါ်တဲ့ဒီမြို့ဟာအင်ဂျီပုံစံတွေကိုရှစ်မြောင်ပုံစံတွေနဲ့ထူးထူးဆန်းဆန်းတည်ဆောက်ဖို့စီစဉ်ခဲ့ပေမဲ့ကဲလက်တွေ့မှာတော့နေထိုင်သူတွေအတွက်ငရဲကန်းတစ်ခုလိုဖြစ်ခဲ့ရပါတယ်။မြို့ကိုဒီဇိုင်းဆွဲသူကရှစ်မြောင်ပုံစံဟာအလင်းရောင်ပိုရပြီးနေလို့ကောင်းမယ်လို့ယူဆခဲ့ပေမဲ့ကဲတဲ့မိသားစုပေါင်း60လောက်လာနေတဲ့အခါမှာတော့ပဒင်းပေါက်တောင်မပါတဲ့တစ်လုံးအိမ်လေးတွေဖြစ်ခဲ့ပါတယ်။ဒါအပြင်တောက်သုံးရီပြက်လက်တာရှင်ထူတာနဲ့ယောဂဗျာထူပြောတာတွေကြောင့်မြို့ကြီးဟာပျက်စီးသွားခဲ့ရပြီးအခုအခါမှာတော့အမတ်တရအနေနဲ့ရှစ်မြောင်ပုံစံအိမ်နှဲငယ်ပဲကြန့်ရှိပါတော့တယ်။နံပါတ်3ကလောက်နိုင်လို့ခေါ်တဲ့ဒီစီမံကိန်းဟာတိုကျိုမြို့ရဲ့လူဦးရေထူထပ်မှုကိုဖြည့်ရှင်းဖို့အတွက်ကောင်းကင်ကြီးပေါ်မှာပြန်တန်းနေမဲ့မြို့တော်ကြီးတစ်ခုတည်ဆောက်ဖို့စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။တီထွင်သူဘတ်မင်းစတာဖူလာကအေယာမဆက်လုံးကြီးတွေထဲမှာလေဘူးတွေဖြည့်ပြီးအပူရှိန်နဲ့ကောင်းကင်မှာလွှင့်တင်ထားဖို့စဉ်းစားခဲ့တာဖြစ်ပြီးအဲ့ဒီမြို့ကြီးတွေလွင့်ထွက်မသွားအောင်တောင်တန်းတွေနဲ့ချီနှောင်ထားမယ်လို့တောင်စီစဉ်ဆွဲခဲ့တာပါ။ဒါပေမဲ့ဤပညာပိုင်းဆိုင်ရာအခက်အခဲပေါင်းများစွာကြောင့်ဒီ floating city ကြီးဟာတကယ်လက်တွေ့မှာတော့ဖြစ်လာခြင်းမရှိဘဲတက်ကူပေါ်ကစိတ်ကူးရင်စီမံကိန်းတစ်ခုဖြစ်နေပဲကြံရစ်ခဲ့ပါတယ်။နံပါတ်2 Desta 16ရာစုနှောင်းပိုင်းတုန်းကဗေနစ်သမ္မတနိုင်ငံဟာတာဝါတွေက Desta လိုမျိုးခံစစ်အင်အားတောင်တင်းလာတဲ့ပါမာနိုဗာဆိုတဲ့မြို့သစ်ကြီးကိုတည်ဆောက်ခဲ့ပါတယ်။ဒီမြို့ဟာမြင်မာတဲ့ဒီဇိုင်းတွေနဲ့ရန်သူဝင်မလာနိုင်အောင်စနစ်တကျပြင်ဆင်ထားတဲ့စံပြမြို့တစ်ခုဖြစ်လာဖို့ရည်ရွယ်ခဲ့ပေမဲ့ဒေသခံတွေကတော့ဒီလောက်ခံစစ်ပြင်ထားရင်အော်တိုမန်အင်ပါယာတိုက်ခိုက်မှုကိုပိုဖိတ်ခေါ်သလိုဖြစ်မှာစိုးရိမ်တာကြောင့်လာမနေကြပဲညှင်းဆန်ခဲ့ကြပါတယ်။အကျိုးဆက်အနေနဲ့လူနေသူမရှိပဲစီမံကိန်းဟာကြာရှုံးသွားခဲ့ရပေမဲ့ဒီနေ့ခေတ်မှာတော့ဒီမြို့ဟောင်းကြီးဟာကမ္ဘာလက်ခီးသွားတွေကြားမှာအရန်ကိုနာမည်ကြီးတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်။နံပါတ်1မက်ဂနီဒေါဂတ်စ်မြို့ဟာဆိုဗီယက်ခေတ်တုန်းကအလုပ်သမားတွေအတွက်နိဗ္ဗာန်ဘုံတစ်ခုလိုစံပြစက်မှုမြို့တော်ကြီးဖြစ်လာဖို့ရည်မှန်းခဲ့ပေမဲ့တကယ်တမ်းမှာတော့အလုပ်သမားတွေအတွက်ငရဲကန်းတစ်ခုသာဖြစ်ခဲ့ပါတယ်။မြို့ကိုစတင်တည်ဆောက်ချိန်မှာအကာအကွယ်မရှိဘဲအလွန်အေးတဲ့ဆောင်းရာသီတန်းကြောင့်အလုပ်သမားတွေအစုလိုက်ပြုံလိုက်တည်ဆုံခဲ့ရသလိုနွေရာသီမှာလည်းပြင်းထန်တဲ့ဖုံမုန်တိုင်းတွေကြောင့်အသက်ဆုံးရှုံးမှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။အကျိုးဆက်အနေနဲ့စေနာဝန်ထမ်းတွေထွက်ပြေးကုန်ကြတဲ့အခါမှာတော့အစိုးရကအကျဉ်းသားထောင်ပေါင်းများစွာကိုအတင်းအဓမ္မစေခိုင်းခဲ့တာကြောင့်ဒီမြို့ဟာနောက်ဆုံးမှာတော့ကြီးမားတဲ့အလုပ်စခန်းကြီးတစ်ခုဖြစ်နေတာသမိုင်းတွင်ခဲ့ရပါတယ်ခင်ဗျာ။ဒီဗီဒီယိုလေးကအကျိုးရှိရဆိုရင်နောက်တစ်ချိန်ပြန်ကြည့်ဖို့စိတ်ထားလိုက်ပါ။နောက်ထပ်အကြောင်းအရာတွေကိုလည်းလက်မလွတ်တမ်းကြည့်လို့ရအောင်နေပြည်တော် channel လေးကို follow လုပ်ထားလိုက်တော့နော်။